အားလုံးပဲမင်္ဂလာပါအခုကျမပေါ့နော်ကမ္ဘာရွှေကိုမနက်တုန်းကဝင်ခဲ့တဲ့ order လေးတစ်ချောင်းပါဒါကကျမလက်ရှိသုံးနေတဲ့ strategy နဲ့မကိုက်ဘူးဒါပေမဲ့ဘယ်ချက်ချောက်ကျမဝင်ခဲ့တာကိုတစ်ချက် sharing လုပ်ပေးချင်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းပေါ့နော်အကယ်၍ဒီနားလေးမှာ order ရခဲ့မယ်ဆိုရင်ဘာကြောင့်ဝယ်ခဲ့လဲဆိုတာကိုကျမကိုပြန်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျမတို့တစ်ခါတလေကြာရင်ပေါ့နော်ကိုယ့်ရဲ့ strategy နဲ့မကိုက်တဲ့အချိန်တွေအများကြီးကြုံရတယ်အဲ့ခါကျရင် market ကတက်သွားတယ်ကျမတို့ဘယ်နားမှာ entry ယူရမလဲဘယ်နားမှာစောင့်ရမလဲဆိုတာကျမတို့ရှာရတာနည်းနည်းခက်တာပေါ့နော် strategy အရ entry မပေါ်တဲ့အချိန်လည်းရှိတယ်အခုလည်းအဲ့လိုပဲမနက်တော့ကဘာရွှေကကြာလာတာပေါ့နော်တောက်လျှောက်ကြာလာတယ်ကြာလာတာမှန်းတော့သိတယ်ကျမ strategy အရဆိုဒီအောက်နာလေးမှာကျမစောင့်ရမှာစောင့်မှဆိုနည်းနည်းဝေးတာပေါ့နော်အဲ့တော့ကျမကဒီ RSI မြင်းလေးကိုကျမထည့်ထားတယ်DRSI မြင်းကလည်းကျမအရင်တော့မသုံးဘူးအခုကလည်းသုံးလားဆိုတော့မသုံးသေးဘူးဒါပေမဲ့ तू ဘယ်လိုမျိုးအလုပ်လုပ်လဲ तू ရဲ့ဒီမှာပြထားတဲ့ပုံစံတွေကတကယ်အလုပ်ဖြစ်လာမှဖြစ်လာကျမသိချင်လို့ထည့်ထားတာပဲတောက်ကြနေတော့ကျမထည့်ထားတာပေါ့နော်အဲ့တော့မနေ့တော့ entry တကြောင်ဆိုရင်ဒီထိ तू ပြန်ကြတယ်ကြပြီးတော့မှ तू ကအစိမ်းရောက်ကန်တယ်လေးနဲ့ပြန်တက်တာပေါ့နော်အဲ့ဒါလေးကိုထောက်ကြည့်တဲ့အခါကျရင် RSI မြင်းကလည်းဒီ30ကနေထောက်ပြီးတော့ပြန်လဲတဲ့အချိန်တစ်ချက်နောက်တစ်ခုကျတော့ကျမ strategy အရဆိုလောကမကိုက်ဘူးเนาะမကိုက်သေးဘူးထပ်ဆောက်ရမယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ကျမကသူ့ရဲ့ low point ကိုကျမသိတာပေါ့နော် low point ကဒီနားလေးမှာဆိုတော့ကျမ Fibonacci retracement ကိုကျမတစ်ချက်ထောက်လိုက်တယ်ဒီကနေပြီးတော့ကျမထောက်ကြည့်လိုက်တဲ့အခါကျတော့ Fibonacci retracement အနေနဲ့ကျမတို့ 0.5 ပေါ့နော်ဒါကတော့1 hour အရာနော် 0.5 မှာဖြစ်တဲ့အတွက်ဒါဟိုဘယ်လိုပြောရမလဲကျမတို့ဝယ်မယ်ဆိုရင်ဝယ်သင့်တဲ့ဈေးတန်းပေါ့နော်အဲ့တော့ RSI မြင်အရာဆိုရင်လည်းကျမတို့ဒီ30ကနေပြီးတော့ပြန်ထောက်တက်တဲ့အနေအထားလေး Fibonacci retracement အနေနဲ့ကြတော့လေကျမတို့50 level မှာဖြစ်တာဖြစ်တဲ့အတွက်ဝယ်သိတဲ့အခြေအနေမျိုးလို့ကျမကဒါဝယ်ချလိုက်တာပေါ့နော်ဝယ်ချပြီးတော့ကျမက SA ကိုတော့ကျမက10ဘယ်လိုပြောရမလဲကျမတို့ပစ်လား point လားမသိအဲ့ဒါလည်းနည်းနည်း trader တွေကြားမှာကြရက်ထားနေတာ ਨੇ ကျမတို့10 point ပေါ့နော်10 point 10 plus လည်းခေါ်တာပေါ့နော်ဒါအခေါ်ဝေါ်လေးကတော့နည်းနည်းမားမယ်ဆိုတီးခန့်trader ချင်းတော့မှကျမတို့ဟိုဘယ်သူမှန်လို့မှန်လည်းမသိဘူးပေါ့နော်အဲ့တော့ကျမက10ပစ်ထားလိုက်တာပေါ့နော် SA ကို10ပစ်ထား10ပစ်ဆိုတော့ကျမတို့အရန်များနေဘာဖြစ်ဆိုတော့ကျမတစ်ခါမှ10ပစ်မထားဘူးကျမအရန်ကက်စီနေတာဒါပေမဲ့တစ်ခါတလေကြားလို့ရှိရင်လည်းကျမတို့ကဒီ SA တွေအရန်ကက်စီနေလွန်လို့ရှိရင်လည်းကျမတို့ကမြတ်တင်သလောက်မမြတ်ဘူးပြန်ကြပြီးတော့မှကျမတို့ SA စားပြီးမှပြန်တက်တဲ့အနေအထားတွေရှိတာဖြစ်တဲ့အတွက်ကျမကတော့ဒါ SA ကိုလှုပ်လောက်10ပစ်ထားမယ်10ပစ်ထားလို့ထိသွားရဲဆိုရင်လည်းရတယ်ပြဿနာမရှိဘူးနောက်ထပ်ကျမတို့entry point တေးကြတဲ့နေရာမှာပြန်ဆောက်မယ်ဆိုတော့ကျွန်မထားခဲ့တာပေါ့နော်အဲ့တော့အခုဒါသူတောက်လျှောက်သူပြန်တက်သွားတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းပေါ့နော်အကယ်၍မနက်တုန်းကနော်ကဘာရွှေကိုဝယ်ခဲ့တယ်ဆိုရင်ဘာကြောင့်ဝယ်ခဲ့လဲဆိုတော့ကျွန်မတို့တစ်ချက်ပြန်ပြီးတော့ sharing လုပ်ပေးပါကျွန်မကတော့လေလုံးဝ strategy ကိုချိုးဖောက်ပြီးတော့ကျွန်မဝယ်ခဲ့တာပေါ့နော်အဲ့တော့ဝယ်ခဲ့တဲ့အချက်က2ချက်ရှိတယ်နောက်ပြီးတော့ဒီအချိန်ကလေလောကအောင်မှာ Asian အချိန်ကြီးဖြစ်တဲ့ကျမအနေနဲ့ဆိုရင်မဝယ်သင့်သေးတဲ့အခြေအနေပေါ့နော်။ဘာကြောင့်ကျမဝင်ခဲ့လဲဆိုတော့တခါတလေကြောက်ရှင် market ကလည်းကိုယ့်ရဲ့ strategy နဲ့မကိုက်တဲ့အချိန်လေးတွေရှိတယ်။ဒါပေမဲ့အဲ့ဒီအနေအထားတွေမှာကျမတို့ကတခြားဟာလေးတွေကိုမသုံးမဲနဲ့ပေါ့နော်ကိုယ့် strategy မှာကိုယ့် strategy ပဲစောင့်နေတဲ့အခါကျလို့ရှိရင်ကျမတို့ကလွတ်သွားတာတွေရှိတာပေါ့နော်။အဲ့တော့အခုကျမကဒီ RSI မြင်းလေးအလုပ်လုပ်ဖို့ကျမသိချင်လို့ကျမတစ်ချက်ထည့်ထားတယ်ပြီးတော့ Fibonacci နဲ့ဒါသူဘလို့အလုပ်လုပ်လဲဆိုတော့ကျွန်မတစ်ချက်စောင့်ကြည့်မလို့ပေါ့နော်ဒီ RSI မျိုးကိုကျွန်မတို့ဟိုအလွယ်တကူပေါ့နော်အလွယ်တကူဒီနားလေးမှာကျွန်မတို့ထည့်လို့ရတယ်မိတ်ချက်လေးကိုကျွန်မတို့တစ်ချက်ထောက်တော့ဒါကျွန်မထည့်ထားပြီးသားဖြစ်လို့တကယ်အလုပ်လုပ်လားမလုပ်လားဆိုတာကတော့မိတ်ဆွေတို့အနေနဲ့လေ့လာကြည့်ပါနောက်ပြီးတော့ type frame အရာကလည်းပေါ်တဲ့ပုံစံလေးမတူဘူးเนาะဒါပေမဲ့ဒီအနေထားရဆိုရင်တော့လေH1 မှာတော့သူဒီမှာ30ရောက်ရင်သူပြန်တက်သွားတယ်80ရောက်သူပြန်ကျတယ်30ရောက်သူပြန်တက်သွားတယ်ပြန်ကျတယ်ပြန်တက်တယ်သူဟာလေးကနည်းနည်းဟုတ်တယ်လူပဲပေါ့နော်ဒါပေမဲ့တကယ်ရှေ့ဆက်အဆင်ပြေလားမပြေလားဆိုတာကျွန်တော်တို့တစ်ချက်စမ်းကြည့်ရမှာပေါ့နော်